ဒေါက်တာလျောင်ကြီးရှိပါသလားခင်ဗျာကျွန်တော်ဒေါက်တာလျောင်ကြီးနဲ့တွေ့ကြလို့ပါကြွပါခင်ဗျာကြွပါကျွန်တော်ဒေါက်တာလျောင်ကြီးပါကျွန်တော်ကဒေါက်တာလျောင်ကြီးဆိုတော့အသက်ကြီးပြီထင်းနေတာပြုံးကလေးတွေ့လိုက်တော့မှဆရာယောက်ျားကြီးပဲညာဒေါက်တာလျောင်ကြီးပါဆိုယောက်ျားမို့လို့ကန်တူးပြရမှာလားဗျခင်ဗျာစိတ်မဆိုးပါနဲ့ဒေါက်တာရဲ့ကျွန်တော်စိတ်မဆိုးတော့ပါဘူးကျွန်တော်ဆိုလိုတာကပြောပါခင်ဗျာဆရာအရွယ်ကငယ်ပြီးတော့ယောက်ျားပြီးသားနဲ့ခန့်ခန့်ချောချောဖြစ်နေလို့ပါဆရာတော်ကျွန်တော်ရင်မချိုးရသေးဘူးညာဆရာဒီလိုပါလောင်ကြီးရလောင်ကြီးထင်လို့ပါကျွန်တော်ဒီလောက်လည်းမချောသေးပါဘူးပြောမိဆိုရင်တော့ရုပ်ရှင်မင်းသားကြော်ဟင်းတဲ့နည်းနည်းလေးပဲတာလာပါဖြစ်နိုင်ပါလေဆရာလောင်ကြီးဒီမှာခဏထိုင်လို့ကျွန်တော်အတွေ့ပါလေးပြုတ်လဲအောင်မယ်ဟာနေပါစီဆရာနေပါစီဒုက္ခမရှာပါနဲ့ဆရာဘာပြုတ်လို့လဲကျွန်တော်လက်ဖေးကြီးတောက်လာခဲ့ပါတယ်ကျွန်တော်မစားနိုင်တော့ပါဘူးဆရာဘာပြုတ်လဲဘာစားမှလဲဗျခင်ဗျားကိုဆေးထိုးဖို့အတွေ့မှာပိုးမွားလေပါလေရှိမှာဆိုလို့အတွေ့ပြုတ်မယ်လို့ပြောလာခင်ဗျားကိုကျွေးဖို့ပြုတ်လာမဟုတ်ဘူးခင်ဗျားပါလဲစားကြင်လို့လားစားကြင်တော့ဒီပလာယာလေးကတ်ကြီးလေးပတ်တိလိတ်တွေပဲခင်ဗျားကျွေးလိုက်မယ်ဒီလိုချွန်နဲ့အတွေ့ဆိုတော့ကျွန်တော်ကိုစားစရာမှတ်နေတာဆရာစိတ်ဆိုးပါနဲ့ဒေါက်တာရဲ့သိပြီခင်ဗျားဝင်လာလေခလစိတ်မဆိုးပါလေစိတ်မဆိုးရလေပြောလေဆိုချင်းကြောင့်ခင်ဗျားယောဂတယ်ပဲအဲ့တော့ခင်ဗျားနာမည်ပြောရေဝန်မှာအသက်55နှစ်ဒါလေကျွန်တော်မသိလို့မေးမှာနော်မေးပါခင်ဗျာရေဝန်ဆိုတော့ရေကဝင်တာလားဝင်ကရေထဲကိုတွားတာလားဒါဘယ်လိုတတ်နာမည်ကျွန်တော်နာမည်ပြောတာကျွန်တော်နာမည်ရေဝန်ကျောင်းနာမည်ကတော့မိုက်ကယ်ရေဝန်ပေါ့ဗျာဒါလေခင်ဗျားဘာကိစ္စရှိလဲဒါနဲ့ဆရာအင်ငူပြီးရင်ခြေကြွကနေစီးထိုးဖို့ကဘယ်လိုများယူလဲဆရာကျွန်တော်ကလူနာလေးအပေါ်မှာစေတလာမေတ္တာအထူးထားပြီးကုသပေးပါလေဟုတ်ကဲ့ခြေကြွကဒါမျိုးမှကျွန်တော်ကြိုက်တာတိတ်ပြီမှာဆရာဝန်တွေအများကြီးလိုပါလေဟုတ်ပါလေစေတနာဆရာဝန်ကနဲတယ်မှန်လားဗောအတပြားဆရာဝန်များနေတယ်ဟုတ်တယ်ဆရာတို့လူစေတနာထားပြီးတော့ဟာလားကုသမယ်ဆိုရင်ဟာလားယောဂတဝက်တက်တာပေါ့မှန်လားဗောဒါမျိုးကြိုက်တယ်မှန်လဲဒါပေမဲ့အလုသဘောတော့ရှိရမှာပေါ့ဗျာဒါနဲ့ဆရာချီကြွကနေစီးဘူးယူနှုံးကလေးတိပြစီဟာဒီလိုပါကျွန်တော်ကညာဘက်ခြေတော့ကိုအตาလေးကြွလိုက်တာလဲ90ယူပါလေဗျာရှေ့တလန်းတိုးရင်100ယူပါလေမလေးမကြွပါနဲ့ဆရာရဲ့ထိုင်မှာရှေ့လည်းမတိုးလိုက်ပါနဲ့ဟာကြောက်ပါစေတနာဆရာဝန်ကြီးရဲ့ဒါပေမဲ့လောက်ကိုတလန်းဆုပ်ရင်တော့200ပြန်ရောပါလေဒီလိုဆိုတော့လေဘေးဆိုးလို့တော့ဘာဖြစ်လို့200ပြန်ရောတာလဲဆရာ200ပြန်ရောရလေအကြောင်းကဆေးမထိုးပြီးတေတာများလို့ပါဒါနဲ့များတောင်ဆေးကုသေးလားဆရာရဲ့ဒီလိုရှိပါလေဘာလို့ဆိုတော့မမတော်ရှင်းနေမတေတော့ဆေးသမားဆိုတဲ့စကလုံးကိုပျောက်ဝေသွားမှာဆိုလို့တင်းထားရတယ်ဘောပါဦးလာလည်းကိစ္စပြောပါကျွန်တော်နည်းနေမကောင်းကျင်တယ်လို့ဖြစ်နေလို့ပါဟုတ်ပြီtravelယူသွားပါရေအေးလဲတောက်ပါဟုတ်ကဲ့ပြီးတော့ခြေသလုံးကြောတွေကတောင်းပြီးတော့ခါးကူလာထိုးတော့ဟုတ်ကဲ့ခါးပါကြိုက်လာတယ်ဆရာဟုတ်ပြီဒါဆိုရင်ဒီtravelကိုကော်ဖီပူနဲ့တခါလဲတောက်လိုက်ပါယူပစ်တယ်လို့တခါလဲပျောက်သွားမယ်ဗျာဟုတ်ကဲ့ခေါင်းကလည်းအများအားလို့ကြိုက်နေပါတယ်ဆရာနီများပူလာရင်ဒီမူးနောင်နဲ့ချက်ကြိုးတွေတော့ထူးလို့စစ်နေဆရာရဲ့ခင်ဗျာဒီပေါ်မှာအိပ်ပါဗျာမို့လေဒီပေါ်မှာအိပ်ပါဟိုဘက်လှည့်ပါဟုတ်ကဲ့နောက်ပြီးဖင်းလာမှာမလုပ်ပါနဲ့ဒေါက်တာရေကျွန်တော်ရှက်လို့ပါဆရာခင်ဗျာဘာအခုမှရှက်နေလဲခင်ဗျာခါလာလဲခြေတောင်းလာလဲမူးလဲကြိုက်လဲစက်ကြောတက်လဲနေမကောင်းချင်မှုဖြစ်လဲခြေထိုးရမယ်ခင်ဗျာဒါလည်းမှမပြောက်ရင်ခင်ဗျာပါစား
ခင်ဗျားတွားလေလေအကောင်းကြီးရှိသေးတယ်ခင်မြက်တွေပါလေစားနိုင်သေးတယ်ဟာဘာပြောလဲကွာမဟုတ်ပါဘူးကျွန်တော်ပြောတာကခင်ဗျားတွားလေကောင်းတယ်ကောင်းတဲ့အတွက်တော့မျိုးမျိုးမြက်မြက်စားလိုက်လေအတွက်ခင်ဗျားကျမ်းမာရေးကောင်းမယ်လို့ပြောလာခင်ဗျားရှာထုတ်ပြီးတော့ခင်ဗျားရှာကိုကြည့်မယ်ရှာမှာဖြစ်တတ်တဲ့ယောဂါလေးပါလေကြည့်မယ်ရှာနာလေးကြည့်မယ်နောက်ပြီးတော့ခွာလာလေးကြည့်မယ်ရှာလာလေးဗျာရှာနာခွာနာဆိုတာနွားမှာဖြစ်တယ်ဟာဆရာဟုတ်တာပဲမှားသွားလို့ပါရှာလဲရောသွားလို့ပါခင်ဗျားအပေါ်ကိုလဲကြည့်အပေါ်ကိုကြည့်ဟုတ်ကဲ့ဟာဆရာဗျာအပေါ်မှာပန်ကာရှိတယ်ဆရာဟာခင်ဗျားကပန်ကာကြည့်ခိုင်းလာမဟုတ်ခင်ဗျားမျက်လုံးအပေါ်ကိုကြည့်ပါလို့ပြောလာဗျာခင်ဗျားကြည့်ခိုင်းလာမျက်လုံးကအပေါ်ကိုကြည့်မှကျုပ်ကခင်ဗျားရဲ့အောက်မျက်ခမ်းလေးကတွေးကြောလေးကိုကြည့်မယ်တွေးကြောလေးက